မျိုးသမီးတစ်ယောက်ကိုကန်စတာလူအုပ်ကြီးတစုကအိမ်အယောင်းဝယ်စာချုပ်မှာအတင်းကျပ်လက်မှတ်ထိုးခိုင်းနေပါတယ်။မောင်ဖြစ်သူကအိမ်ထဲကနေပြစ်ထွက်လာပြီးထိုကန်စတာတွေကိုဒုံးနဲ့ရိုက်ပြီးမဲ့ဟိုကောင်တွေကမဖြုံတဲ့အပြင်သူ့ကိုပါပြန်ရိုက်လွတ်လိုက်လို့ဘေးကိုလွှင့်ဆင်သွားခဲ့ပါတယ်။လက်မှတ်ထိုးခိုင်းတာမရတဲ့အမားဖြစ်သူကိုပါပါးကိုရိုက်ချလိုက်တာမို့အောက်ကိုလဲကျသွားချိန်အိမ်ခေါမိုးပေါ်ကကောင်မလေးတစ်ယောက်ကိုမြင်လို့လူမိုက်တွေပါအလန်တကြားဖြစ်သွားရပြီးအောက်ကိုပြုတ်ကျမှဆိုရင်လို့နောက်ကိုပြန်လဲဖို့ပြောနေစဉ်ထိုကောင်မလေးကရှေ့ကိုဆက်တိုးလာတာကြောင့်အိမ်ခေါမိုးပေါ်ကနေအောက်ကိုပြုတ်ကျသွားပါတယ်။သူတို့အားလုံးတိချပြန်ကြည့်လိုက်မှဘာမှမဖြစ်တဲ့အပြင်သူတို့စီကိုပါရှောက်လာနေပြီးမို့အားလုံးကြောင်ကြည့်နေကြချိန်သူ့အမအရှိကကောင်ကိုစောင့်ကန်လိုက်တာမို့အလွန်ပြင်းထန်တဲ့အားနဲ့အဝေးကိုလွတ်ဆင်သွားကအကုန်လုံးအံ့ဩမင်တက်စွာကြည့်နေရတယ်ခေါင်းဆောင်ဖြစ်သူကဝန်တိုက်ကြဖို့အမိန်ပေးလိုက်လို့တယောက်ချင်းရှိတဲ့တွားပေမဲ့ထိုမိန်းကလေးကတာမန်လူမဟုတ်ဘဲစူပါဆွမ်းအားတွေပိုင်ဆိုင်ထားသူမို့အကုန်အဝေးကိုလွတ်ဆင်ထွက်ကုန်ပါတယ်ခေါင်းဆောင်ဖြစ်သူမောင်းတင်နေတဲ့တနက်ကိုအလွယ်တကူလက်ပြောင်းယူလိုက်ပြီးတနက်ကိုပြစ်ဖောက်ပြလိုက်တာကြောင့်တွေးယူတွေးတန်းဖြစ်သွားတဲ့ထိုကောင်ကအတီးစိတ်တောင်ပြောင်းနေပြီဖြစ်လို့အမာကြီးဖြစ်သူကဝန်တားလိုက်ရပြီးနောက်တစ်ချိန်ဒီကိုထပ်မလာခဲ့ဘူးပါးရိုက်ပြီးပြန်လွှတ်လိုက်ပါတယ်လွန်ခဲ့သောအနှစ်20လောက်ကပျော်ပွဲစားထွက်လာတဲ့ခရီးတဲ့တင်ကားတစ်စီးဟာအမျိုးသမီးတွေကိုတင်ဆောင်လာပြီးလူပြတ်တဲ့တောအုပ်စီကိုဥတီတွားနေခဲ့ပါတယ်။ထိုကားပေါ်မှာတငယ်ချင်းနှစ်ယောက်သားစကားတွေပြောနေကြရင်အရင်ညတွေကရီစားဖြစ်သူနဲ့တွားအိတ်ခဲ့တဲ့မို့လားလို့စားနှောက်နေပေမဲ့ရှက်တတ်တဲ့မိန်းကလေးပြီးသူမတွားမအိတ်ခဲ့ကြောင်းတာညှင်းဆိုနေခဲ့ပါတယ်။တခြားတငယ်ချင်းအဖော်တွေကကခုန်နေကြပေမဲ့ကိုဝင်တောင်လွယ်ထားရပြီဖြစ်တဲ့သူမကတော့ငြိမ်ငြိမ်လေးပဲလိုက်လာခဲ့ပါတယ်။လူပြတ်တဲ့နေရာရောက်လာတော့အိတ်ပျော်နေတဲ့ထုံမိန်းကလေးတွေကြားတဲ့ကိုတငွေတွေထုတ်လွတ်ကအားလုံးကိုမေ့တွားအောင်လှုပ်လိုက်ပြီးထိုထက်ကကိုဝင်ရှိနေတဲ့မိန်းကလေးကိုတော့သူတို့ရဲ့ဆန်းတက်ခန်းရှိရာကိုခေါ်ဆောင်သွားကြပါတယ်။ထိုကောင်မလေးပြန်တတိရလာတော့သူမတို့စီးလာတဲ့ကားဟာကားမတော်တဆမှုနဲ့ကြောက်ထဲကိုထိုးကျပျက်စီးသွားကြောင်းတာတည်င်းမှာပါလာပြီးသူမဘေးကဒေါက်တာလို့ထင်ရတဲ့အမျိုးသမီးကိုအာကိုတကြီးကြီးကသူမမှာကိုဝင်လွယ်ထားရကြောင်းပြောပြပါတယ်။တီထားနှင်းပြီဖြစ်တဲ့ထိုအမျိုးသမီးကြီးကသမီးမိန်းကလေးတွေဖြစ်ကြောင်းနဲ့သူနဲ့သူအမွာညီမလေးပါလာမှာဖြစ်တဲ့ပြင်အဲ့ဒီအမွာလေးတွေမှာလည်းနောက်ထပ်ပုံကွယ်နေတဲ့ညီကိုမောင်နှမလေးတွေပါရလာအောင်သူတို့ကလှုပ်ဆောင်ပေးမိဖြစ်ကြောင်းပြောပြနေပါတယ်။တခွဲခန်းတစ်ခုလုံးတွေးတွေနဲ့ပြည့်နေပြီးလူသက်အဖွဲ့တွေကအတက်ရှင်ကြံရသူမှန်သမျှကိုအစိမ့်ငွေတွေလွှတ်တနက်တွေနဲ့ရဲရဲဆက်ဆက်လိုက်ရှင်နေတဲ့အချိန်လူတိုင်းတေကုန်ကြပြီလို့ထင်ထားခဲ့ပေမဲ့မထင်မှတ်ထားတဲ့အမောင်တူတွေကနေဖြူဖြော့ပြီးတွေးတွေပေးကျန်နေတဲ့ကောင်မလေးတယောက်ကလမ်းလျှောက်ထွက်လာခဲ့ပါတယ်။သူမဟာတနက်တန်ရတွေကိုစက္ကန့်ပိုင်းအတွင်းပြန်လည်ကောင်းသွားစေနိုင်တဲ့အစွမ်းထက်လာတဲ့ခန္ဓာကိုယ်ပြန်လည်စွမ်းရည်မျိုးရိုးဗီဇကြောင့်ဒီလောက်ပြင်းထန်တဲ့တိုက်ခိုက်မှုကိုခံခဲ့ရတာတောင်မှအတက်ရှင်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။တောနဲ့ကြီးထဲမှာလှိုးဝက်တိဆောက်ထားတဲ့တခွဲခန်းကနေလွတ်မြောက်လာပြီးနောက်သူမဟာဘယ်သွားလို့တွားရမှန်းမသိပဲနှင်းတောထဲမှာတယောက်ထက်လမ်းလျှောက်နေခဲ့ပြီးလူလောကအကြောင်းဘာမှမသိတဲ့ဒီကောင်မလေးဟာတွေးအေးနဲ့လမ်းလျှောက်ရင်နောက်ဆုံးမှာတော့ကားလမ်းမကြီးတစ်ခုပေါ်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူဆိုးတွေရဲ့ဖမ်းဆီးခြင်းကိုခံထားရတဲ့အမျိုးသမီးတစ်ယောက်ကိုတိုက်ဆိုင်ဆိုင်တွားတွေ့ခဲ့ပြီးလူဆိုးတွေကကောင်မလေးကိုတနာလို့ဆိုကကားပေါ်ခေါ်တင်လာခဲ့ကြပါတယ်။အစားကတနာလို့ခေါ်တင်လာခဲ့ကြပေမဲ့ကားပေါ်မှာသူမကိုရန်ရှာမိတယ်လို့ဖြစ်သွားကြတာကြောင့်အခြေအနေတွေကပြောင်းပြန်ဖြစ်သွားပြီးသူတို့ရဲ့ကားဟာလည်းတစားစီဖြစ်ကမျက်စိတစ်မိတ်အတွင်းမှာတင်ကားတွေကလူဆိုးအုပ်စုတစ်ခုလုံးတစားစီဖြစ်ပြီးဘဝပြောင်းသွားကြရပြီဖြစ်ပါတယ်။ကားနောက်ခန်းမှာတတိလေးရာကနေနိုးထလာတဲ့ကြောင်ဟီတယောက်မျက်စိရှိကမြင်ခွင့်ကြောင့်ဆွန့်အားတွားခဲ့ရပြီးသူမကိုဖမ်းလာတဲ့လူဆိုးတွေအားလုံးဟာလည်းထိုကောင်မလေးတယောက်ထက်ရဲ့လက်ချက်နဲ့လဲကျနေခဲ့ကြပြီဖြစ်ပြီးထိုကောင်တွေကိုအသေးသက်ဖို့လုပ်နေတဲ့ကောင်မလေးကိုတားလိုက်ကရဲတွေကိုဖုံးဆက်ပြီးလူဆိုးတွေအတွက်လူနာတင်ကားခေါ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သွေးတွေပေးကြံပြီးဘာမှမပြောတဲ့ကောင်မလေးကိုတနာသွားတာကြောင့်ပြစ်မထားခဲ့ပဲသူမရဲ့အတိဖြစ်တဲ့တရိษံဆေးကုဆရာဝန်ဦးလေးကြီးကိုဖုံးလက်ဆက်ပြီးကားနဲ့လာခေါ်ဖို့အကူအညီတောင်းလိုက်ပါတယ်။အိမ်ကိုပြန်ရောက်လာခဲ့ကြတဲ့အခါဦးလေးဖြစ်သူကကောင်မလေးရဲ့နောက်ကျောမှာစိုက်ဝင်နေတဲ့တနက်ကြည်စံတွေကိုအရက်နဲ့ရဲစည်းတင်ပြီးဒဏ်ရာတွေကြားထဲကနေပြန်ထုတ်နေခဲ့ပေမဲ့ထူးဆန်းတာကကြည်စံတွေထွက်သွားတာနဲ့အမျှစိုက်ဝင်ထားတဲ့ဒဏ်ရာတွေဟာသူ့အလိုလိုပြန်လဲကုစားနေတာမို့သူကိုယ်တိုင်အံ့ဩတုန်လှုပ်နေရကဒါဟာသူတကယ်မြင်လိုက်ရတာမဟုတ်ပဲအရက်မူးနေလို့ထင်ယောင်ထင်မှားပဲနေမှာပါဆိုပြီးကိုဘာသာကိုတွေးတော့ကစိတ်ဖြီလိုက်ရပါတယ်ထို့နောက်တခွဲခန်းကကောင်မလေးကိုလေတော့ကအင်စီခေါ်လာခဲ့တဲ့အခါတဘာဝပတ်ဝန်းကျင်နဲ့တခါမှထိတွေ့ဘူးချင်းမရှိတဲ့သူမအတွက်အိမ်ထဲကအတုံးဆောင်ပစ္စည်းတွေအပြင်အရာအလုံးဟာထူးဆန်းအံ့ဩစရာတွေဖြစ်နေခဲ့ပါတယ်ဒီအချိန်မှာကြောင်ဟီးရမောင်လေးဖြစ်သူကအိမ်ကိုပြန်ရောက်လာပြီးသူ့မကိုရိုင်းဆိုင်ဆိုင်နဲ့မယုံမသိပြောဆိုဆက်ဆံနေတာကြောင့်အခြေအနေကိုစောင့်ကြည့်နေတဲ့ထိုဆွမ်းအားရှင်မလေးကမောင်ဖြစ်သူကိုပညာပေးရန်ဝင်ပါဖို့ကြိုးစားစဉ်ကြောင်ဟီးကသူမရဲ့မောင်လေးအရင်ဖြစ်လို့ဘာမှမဖြစ်ကြောင်းဆိုတာတားဆီးလိုက်ရပါတယ်အားလုံးဝိုင်းဖွဲ့ပြီးညစာတူတူစားကြတော့ကောင်မလေးကတော့ဇွင်းနဲ့ခင်းကိုဘယ်လိုကင်ပြီးဘယ်လိုစားရမှန်းမသိတာကြောင့်ဖြစ်နေခဲ့စဉ်မောင်နှမနှစ်ယောက်ကထမင်းဝိုင်းထဲမှာစူးစူးပူပူနဲ့ထက်ပြီးရန်ဖြစ်နေကြလို့ဒါကိုကြည့်နေတဲ့ကောင်မလေးကဘယ်သူကမှဂယုံမဆိုင်တော့ပဲသူမစားတတ်တဲ့ပုံစံပဲတုံးကရှေ့ကအစားတောက်တွေကိုအငမ်းမရနဲ့အားရပါရစားတောက်ပစ်လိုက်ပါတယ်
တစ်ဖက်မှာတော့ပြီးခဲ့တဲ့အပိုင်းတစ်ကပါမောက်ခရဲ့ညီမဖြစ်သူဟာထွက်ပြေးလွတ်မြောက်သွားတဲ့ကောင်မလေးကိုပြန်ဖမ်းနိုင်ဖို့တိုက်ပွဲအတွေ့အကြုံအလွန်ရင့်ကျက်ပြီးကြေးစားစစ်တီတော်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့အထူးလောက်ကြံရေးအဖွဲ့တစ်ဖွဲ့ကိုငွေကြေးအမြောက်များပေးပြီးငှားရမ်းလိုက်ပါတယ်ဒီအဖွဲ့ကိုဦးဆောင်တဲ့သူကတော့ဆယ်စုနှစ်တစ်ခုစာလောက်စစ်မြေပြင်မှာအသက်ရှင်တန်ခဲ့ပြီးတွေ့အေးလာတဲ့ဂျိုးဝင်းဖြစ်ပြီးသူမတို့အဖွဲ့ကိုတခွဲခန့်ရဲ့အကြီးအကဲဖြစ်သူကကောင်မလေးရဲ့ခန္ဓာကိုယ်ထဲမှာလှုပ်ဝက်ထည့်သွင်းထားတဲ့မျိုးရိုးဗီဇအချက်ပြစနစ်ကိုဖမ်းယူနိုင်မဲ့အစစ်မြင့်ခြေရာခံဆက်တစ်ခုကိုပါထည့်ပေးလိုက်ပါတယ်ဒီခြေရာခံဆက်ဟာကမ္ဘာဘယ်နေရာကိုပဲပြေးပြီးမီတာအနည်းငယ်အကွာအထိအတိအကျဖော်ပြပေးနိုင်တာမို့ဂျိုးဝင်းတို့အဖွဲ့ဟာလည်းအမဲလိုက်ခွေးတွေလိုတားကောင်ရှိရာစီကိုခြေရာခံရင်ဖြည်းဖြည်းချင်းချင်းကပ်လာကြပြီဖြစ်ပါတယ်သူမတို့နောက်ကိုခြေရာခံလိုက်လာသူတွေရှိလို့တောနဲ့တကူတဲ့ကိုခေါ်သွားလိုက်ပြီးအေးအေးဆေးဆေးညီနိုင်ဖို့စကားဆပေမဲ့တစ်ဖက်ကအရင်တိုက်ခိုက်လာတာကြောင့်သူတို့နီးတူတဘာဝလွန်ဆန်းအားတွေနဲ့ကောင်တွေကိုတယောက်ချင်းအဆုံးသတ်ပေးလိုက်ပါတယ်အိမ်ထဲမှာအေးအေးဆေးဆေးထိုင်နေစဉ်မှာပဲကောင်မလေးရဲ့နှာခေါင်းကနေတွေးတွေထပ်မံစီးကျလာပြန်ပြီးခေါင်းတွေလည်းတအားကိုက်ခဲလာခဲ့ပါတယ်။ဒါအပြင်သူမရဲ့စိတ်အာရုံထဲမှာလည်းမိခင်ဖြစ်သူကလှမ်းခေါ်နေတဲ့အတန်တွေကိုပါမကြာခဏဆိုလိုကြားရောက်နေခဲ့ရပါတယ်။ထိုအချိန်လဲတဲ့အိမ်စီတို့အကျွေးတောင်းသမားတွေအင်အားအလုံးရင်းနဲ့ရောက်လာကြလို့ကြောင်ဟီးတယောက်ဖခင်ရဲ့တနက်တလက်နဲ့ရင်ဆိုင်ဖို့လုပ်ပါတယ်လူမတက်ဘူးတဲ့ကြောင်ဟီးကိုတနက်မပြည့်ရမှန်သေးတဲ့ထိုလူမိုက်တွေကသူမအနာကိုကတ်လာကြပြီးတနက်ကိုအတင်းဆွဲလူကလက်တစ်ဖက်စီကိုဖမ်းချုပ်ထားစဉ်မောင်လေးဖြစ်သူကရှိတဲ့အားနဲ့ဝင်ရောက်တိုက်ခိုက်ပြီးမဲ့လေးကျင်သားပြေဝနေတဲ့လူမိုက်ကောင်တွေအတွက်တော့အရားပြေုံတာဖြစ်နေပါတယ်မောင်လေးဖြစ်သူကိုပါလက်နည်းနဲ့တစ်ချက်ပစ်ထိုးလိုက်ပြီးပါးကိုရိုက်ဆုံးမနေလို့ဆက်မလောက်ကြဖို့တောင်းဆိုနေတဲ့ကြောင်ဟီးကိုပေါက်ဆေးထပ်ပိုးပေးထားတဲ့သူတို့ရဲ့လေတော်စာချုပ်မှလက်မှတ်ထိုးပေးပါကအားလုံးအဆင်ပြေသွားမည်ဖြစ်ကြောင်းပြောကကြောင်ဟီတို့လေတော်ကိုဓမြတိုက်ဝယ်ဖို့ကြမ်းနေတာလည်းဖြစ်ပါတယ်ဒါကိုဘယ်လိုမှသဘောမတူတဲ့ကြောင်ဟီကိုပါးရိုက်ဆုံးမလိုက်တာကြောင့်အောက်ကိုလဲကျသွားခြင်းတခွဲခန်းကလွတ်မြောက်သွားတဲ့ထုံမင်းကလေးကိုဖမ်းဆီးဖို့လိုက်လံအမဲလိုက်နေကြတာဟာရုပ်ဝင်းတို့ရဲ့အထူးလောက်ကြံရေးအဖွဲ့တစ်ဖွဲ့တည်းတင်မဟုတ်ဘဲသူမရဲ့ထူးခြားဆန်းပြလွတ်တဲ့ဆွမ်းအားတွေကိုသိရှိသွားပြီးတခွဲခန်းရဲ့အရေးကြီးလိုအပ်ချက်တွေကိုပါအပိုင်စီးကျင်နေကြတဲ့တရုတ်နိုင်ငံရှန်ဟိုင်းတခွဲခန်းကဆေးလွတ်လိုက်တဲ့မျိုးရိုးဗီဇပြောင်းတက်ဖြတ်ရေးအဖွဲ့တွေဟာလည်းကိုရီးယားမြေပေါ်ကိုလှုပ်ဝက်စွာခြေချရောက်ရှိလာခဲ့ကြပြီဖြစ်ပါတယ်ဒီတရုတ်အဖွဲ့ဟာတာမန်လူသားတွေမဟုတ်ကြပဲငယ်စဉ်ကတည်းကရက်ဆက်ကြမ်းကြုတ်တဲ့စံတမ်းမှုတွေကိုခံယူထားရပြီးဒါဟာအတုံးအနှုံနဲ့တက်ဖြတ်ခြင်းအတက်တွေမှာပါရမီပါတဲ့ဆွမ်းအားရှင်လူငယ်လေးတွေဖြစ်ကြပါတယ်ထိုအကျွေးတောင်းသမားလူမိုက်အဖွဲ့ဟာကြောင်ဟီရဲ့ဦးလေးဖြစ်သူဆရာဝန်ကြီးစီကိုအင်အားသုံးပြီးရုတ်တရက်ရောက်ရှိလာကြပြန်ပါတယ်သူတို့ဟာလေတော်အိမ်မှာတွေ့ခဲ့ရတဲ့ထူးဆန်းလွန်းတဲ့ကောင်မလေးရဲ့အကြောင်းနဲ့သူမဘယ်ကနေရောက်လာတာလဲဆိုတာကိုသိချင်တာကြောင့်ဆရာဝန်ဦးလေးကြီးကိုစပွဲမှာချုပ်ပြီးရဲရဲဆက်ဆက်စုံစမ်းမေးမြန်းကြပါတယ်တို့ပေမဲ့ဆရာဝန်ဦးလေးကြီးကကောင်မလေးရဲ့အကြောင်းကိုအမှန်တိုင်းမပြောဘဲထိန်ချန်ထားဖို့ကြိုးစားနေတာကြောင့်တွေးအေးလာတဲ့လူမိုက်တွေဟာစိတ်မရှိတော့ဘဲဓာတ်တက်လက်ကိုဆွဲထုတ်ခါဦးလေးကြီးရဲ့လက်ချောင်းတွေကိုရဲရဲဆက်ဆက်ဖျက်တောက်ပစ်ခဲ့ပြီးတွေးအေးနဲ့နှိမ့်ဆက်ညှဉ်းပန်းသွားခဲ့ကြပါတယ်။ကြောင်ဟီတို့၃ယောက်ကတော့စူပါမားကတ်ကိုဈေးဝယ်ထွက်လာကြပြီးဈေးထဲကိုရောက်လာတဲ့အခါလူလောကအကြောင်းဘာမှမသိသေးပဲကလေးတယောက်လိုအပြစ်ကင်းစင်လွင်တဲ့ထိုဆုံးမလေးအတွက်တော့လူတွေစီကားပြီးအစားတောက်တွေဆုံလင်လာတဲ့ဈေးကြီးတစ်ခုလုံးဟာအန်ဩစရာကဘာတကြီးတစ်ခုဖြစ်နေခဲ့ပြီးအလကားရတဲ့မုံဆိုင်မှန်သမျှကိုလည်းအငမ်းမရလိုက်လံစားတောက်နေတာကြောင့်ဆိုင်ရှင်တွေမျက်စောင်းမထိုးခင်ကြောင်ဟီရဲ့မောင်ဖြစ်သူကပြန်လိုက်ခေါ်ခဲ့ရပါတယ်။အမားဖြစ်သူကြောင်ဟီကဦးလေးဖြစ်သူစီအရေးပေါ်ပြေးသွားရတာကြောင့်သူတို့နှစ်ယောက်ကိုအဆင်ပြေလို့အိမ်ပြန်နှင်းဖို့မှာကဦးလေးဖြစ်သူဆရာဝန်ကိုတွားရောက်ပြုစုပေးပါတယ်။ထိုအခန်းကထွက်လာစဉ်ယူဝင်းတို့အဖွဲ့နဲ့တွေ့ပြီးသူတို့အိမ်ရောက်နေတဲ့ကောင်မလေးဟာတာမန်လူတယောက်မဟုတ်ဘဲဆန်တက်ခံဆွမ်းအားတွေပိုင်ဆိုင်ထားတဲ့မကောင်းဆိုးဝါးဖြစ်ကြောင်းရှင်းပြကသူတို့အစီအစဉ်အတိုင်းလိုက်လုပ်ပေးဖို့မှာပါတယ်။အိမ်ကိုပြန်ရောက်လာတဲ့ကြောင်ဟီတယောက်အတူတူနေထိုင်ပြီးတန်ရောစင်တွေနက်နက်ရှိုင်းရှိုင်းတွေ့တာမိနေပြီဖြစ်တဲ့ထိုအပြစ်မဲ့တဲ့ကောင်မလေးအပေါ်မှာသူမအနေနဲ့ရုတ်တရက်ရဲရဲဆက်ဆက်မတုံ့ပြန်နိုင်ခဲ့ပဲတိုးဝေးနေကကောင်မလေးကအာယုံခံမိသွားချိန်ရှန်ဟိုင်းအဖွဲ့တွေကလည်းအကျွေးတောင်းလူမိုက်တွေစီကနေထိုကောင်မလေးရဲ့အချက်လက်တွေကိုယူကကြောင်ဟီတို့ရဲ့လေတော်စီကိုဥတီလာခဲ့ပြီဖြစ်တာကြောင့်အကုန်ရှုပ်ထွေးကုန်ကြပြီဖြစ်ကကြောင်ဟီတယောက်ပထမတစ်ကြိမ်လိုပဲတနက်တလက်နဲ့ထပ်ပြီးရင်ဆိုင်ဖို့လုပ်နေစဉ်ခေါင်မိုးဘော်ကကောင်မလေးကိုတွေ့သွားကြပြီဖြစ်လို့ယူဝင်းတို့အဖွဲ့ကအထူးပြုလုပ်ထားတဲ့အဝိပစ်ဒုံးကြီးနဲ့လှမ်းပစ်လိုက်တာကြောင့်ပြင်းထန်လာတဲ့ပောက်ကွဲမှုကြီးနဲ့အတူအိမ်ကြီးတစ်ခုလုံးမီးဟုံးတောက်ပြီးပြိုကျပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။အောက်ဖက်မှာတော့ကောင်မလေးပင်မလဲမေးနေတာကိုကောင်းကောင်းပြန်မပြေလို့ကြောင်ဟီကိုတနက်နဲ့ပစ်လိုက်တာကြောင့်မြေပြင်ပေါ်ငြိမ်သက်သွားခဲ့ရပြီဖြစ်ပါတယ်။ဒုံးကြီးပောက်ကွဲသွားတဲ့နေရာကိုယူဝင်းတို့နှစ်ယောက်လာရှာကြည့်ကြတော့
တော့ဘာမှမတွေ့ရတာမို့အောက်ဖက်ကကြောင်ဟီးမောင်လေးကိုပြစ်တက်ဖို့လုပ်နေတဲ့ကောင်ကိုတနက်နဲ့တစ်ချက်ပစ်လိုက်ပြီးကြံလူမိုက်ကောင်တွေကိုတော့ကလေးတွေပါဝင်ရမယ့်ကိစ္စမဟုတ်လို့မြန်ပြန်လက်ကြတော့လို့ပြောနေတာကြောင့်အိမ်ပြန်ဖို့နောက်ပြန်လှည့်ကြစဉ်ရှန်ဟိုင်းအဖွဲ့တွေကတယောက်ကပတ်ဝန်းကျင်ကအစားအသောက်တွေကိုဖန်တီးပြီးအားလုံးရဲ့ရင်ဝါတွေကိုထိုးဆိုင်ပေးလိုက်ကအဆုံးသတ်ပေးလိုက်ပြီဖြစ်ပါတယ်အရန်မြန်တဲ့အပြင်အရန်အင်အားကြီးလွန်ကြသူတွေမို့ဂျူဝင်းတို့နေရောက်အတဲတံပြန်လဲခုခံနေရကသူတို့မြမြင်နေမြကိုတနက်နဲ့လိုက်ပြပေးမယ်ဘာမှထိရောက်မှုမရှိပဲဂျူဝင်းရင်ဝါကိုဓာတ်နဲ့လာထိုးတော့မှတနက်နဲ့ခေါင်းကိုကပ်ပစ်ပြီးအဆုံးသတ်ပေးလိုက်ပါတယ်လဲကျနေတဲ့အကျွေးတောင်းနေကြကောင်ကနောက်ထပ်တနက်နဲ့ထပ်ပစ်လာတာမို့ဂျူဝင်းကိုပါတနက်ထိမှန်သွားတဲ့အပြင်ကြောင်ဟီးရဲ့မောင်လေးကိုပါထိသွားပြီဖြစ်ပါတယ်ဒုံးကြီးနဲ့ပြစ်ခံလိုက်ရတဲ့ကောင်မလေးကတစ်တော်ဆက်အထိလွတ်ဆင်သွားပေမဲ့လူကဘာမှမဖြစ်ပဲကြောင်ဟီးရဲ့မောင်လေးပြောခဲ့တဲ့နှစ်တစ်ကူးညမီးပန်းတွေကိုငေးကြည့်နေစဉ်ရှန်ဟိုင်းအဖွဲ့တွေကတယောက်ကသူမအနာရောက်လာပြီးစတင်တိုက်ခိုက်လာလို့အစင်ချင်းအရန်ကွာလင်းနေတဲ့ထိုကောင်မကိုမျက်စောင်းတစ်ချက်နဲ့တင်တားဆီးလိုက်ပြီးသူမခေါင်းထဲကိုသူမဓာတ်နဲ့ပြန်ထိုးဆိုင်ပေးလိုက်ပါတယ်နောက်ထပ်ပိုဆွမ်းအားကြီးတဲ့တကောင်ထပ်ရောက်လာပြီးဂျိုဝင်းတို့နှစ်ယောက်ကိုတိုက်ခိုက်နေတာကြောင့်အစင်ချင်းမတူတီတိုင်ရတဲ့လောက်ခုခံတိုက်ခိုက်ပြီးသူမဓာတ်နဲ့လေဘင်းကိုရအောင်ထိုးဆိုင်နိုင်ခဲ့ပေမဲ့သူမကိုယ်တိုင်ပြန်ချုပ်ခံလိုက်ရပြီးနောက်ကတယောက်ကဓာတ်နဲ့လာထိုးပြီးမှုတဖြည်းဖြည်းအားနဲ့လာချိန်နောက်ဆုံးတစ်ချက်အဖြစ်ခေါင်းထဲကိုထိုးသွင်းလိုက်တာကြောင့်ဂျိုဝင်းတစ်ယောက်လည်းအတက်ထွက်သွားခဲ့ရပြီဖြစ်ပါတယ်ထိုအချိန်ဟိုကောင်မလေးကစောစောကတယောက်ရဲ့အလောင်းကိုဆွဲလာပြီးကြောင်ဟီးတို့မောင်နှမနှစ်ယောက်တေဆုံးတာကိုကြည့်ရင်တနက်နဲ့ပြစ်တက်ခဲ့တဲ့အကျွေးသမားကောင်ရဲ့အယိုးတွေကိုနင်းချိုးကတူရှိကနှစ်ယောက်ကိုစိုက်ကြည့်ရင်အရင်ကောအခုကောအားကောင်းတဲ့ပုံမပေါ်တဲ့ဒီကလေးမကဘာတွေများတော်နေလို့လဲလို့ခနဲ့နေတဲ့ကောင်ကိုတွန့်အင်ကိုတုံးပြီးညာလက်တစ်ဖက်ကိုတစားစီဖြက်စီးပြလိုက်ကကြံတရက်ကိုတော့အဝေးလွင့်စင်သွားအောင်ပါရိုက်ထဲလိုက်ပါတယ်ထပ်မံတိုက်ခိုက်ဖို့ဝင်လာတဲ့ထိုကောင်ကိုအဝေးကိုပဲဇက်တိုက်လွင့်ပစ်နေခဲ့ပြီးစောစောကအကျွေးတောင်းသမားကိုထပ်မံနင်းချိုးနေချိန်သူမကိုဓာတ်နဲ့လာထိုးဖို့ကြိုးစားနေတဲ့တယောက်ကိုတော့သူ့ကိုယ်သူပြန်ထိုးထည့်ပေးနေအောင်ထိတ်ချုပ်ပြလိုက်ပြီးအဆုံးသတ်ပေးလိုက်ပါတယ်ညာလက်တစ်ဖက်ဆုပ်ပြတ်သွားတဲ့ကောင်ကပြန်ထလာပြီးတိုက်ခိုက်ဖို့လုပ်နေတာကြောင့်လှုပ်မရအောင်ထိန်းချုပ်ပြလိုက်ပြီးအလွန်ပြင်းထန်တဲ့လေမုန်တိုင်းတစ်ခုဖန်တီးကတစားစီရှာမရသည့်အထိအဆုံးသတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ကြံနေတဲ့နောက်ဆုံးတစ်ယောက်စီကိုဥတီလိုက်တော့သူတို့ကိုအမိန်ပေးခဲ့တဲ့ဂူကြဝင်းရောက်လာပြီးဖြစ်ပြီးကောင်မလေးကိုကြည့်ကမသွေးတာကြာပြီးပဲအဆင်ပြေတယ်မို့လားလို့မေးနေစဉ်စိတ်အေးသွားပြီးဖြစ်တဲ့နောက်လိုက်ကထလာပြီးနှစ်ယောက်ကအတိတွေလာမေးကြည့်တော့သူမထက်ဖို့အဆွမ်းတတ်တဲ့ထုံမိန်းကလေးဟာသူမညီမဖြစ်ကြောင်းပြောပြပြီးသူမညီမကိုရှာခိုင်းတဲ့ကိစ္စကိုဘာကိစ္စတက်ဖို့ကြိုးစားကြတာလဲဟုမေးကအဆုံးစီရင်ပေးလိုက်ပြီးဖြစ်ပါတယ်ညီမဖြစ်သူစီတွားပြီးအကြောင်းစုံကိုအားလုံးရှင်းပြကသူ့ကိုလာရှာတာဘာအတွက်လဲမေးနေတဲ့ညီမလေးကိုအမေကိုရှာဖို့လို့ပြောကနှစ်ယောက်တည်းအတူခရီးဆက်ခဲ့ကြပါတယ်